အလုံးမဲမင်္ဂလာပါရှင်ဒီနေ့မှလည်းဆရာညီညီနိုင်ဘာသာပြန်ရေးသားထားတဲ့ဒီခဏင်ကြီးဤ9မိနစ်အထုပ်ပတ်တိများဆိုတဲ့စာအုပ်လေးထဲကနေပြီးတော့မှတတိခဲတာရဲ့ဘရင်ခလိုက်ဘီတီဆိုတဲ့ခလိုက်ဘီတီဆိုတဲ့ဆရာကြီးရဲ့အထုပ်ပတ်တိလေးကိုဖတ်ပြပေးတော့မှာပဲဖြစ်ပါတယ်ဒါတတိခဲတာရဲ့ဘရင်ခလိုက်ဘီတီချင်းတင်ပါဇက်ထဲတန်းငွေကမျက်နှာဖုံးမပါပဲကောင်းရှိုသွင်းပြသူအသက်အာမခံကမ္ပဏီတွေကခမားတော့လက်မခံပြရစေနဲ့ဟုညှင်းဆန်ခဲ့ရတဲ့စက်ကတ်ဝီဇာတိမ်မင်းတွေနဲ့ကစားရမှပျော်ပြီးစက်ရုံအလုပ်သမားလုပ်ရရင်တော့တေမာပဲဆိုတဲ့လူထူးဆန်းကပါရှာသူဒီကြားလက်တဲ့နဲ့အပုတ်ခံရပြီးကြားအကိတ်ပင်ခံခဲ့ရသည်သူခြေတော့ကအယိုးထီအောင်ချင်းသက်ဆွဲတွေစိတ်ဝင်နှိမ်မြုပ်ခံခဲ့ရဘူးသည်စင်တွေဤနှမောင်းနဲ့အရက်ခံရပြီးချင်းနဲ့နင်းသက်ဖို့အကြံခံခဲ့ရသည်ဝဝင်တွေကသူ့ကိုခုံအုပ်ပြီးတစစီဖျဲပစ်ဖို့ကြိုးစားကြသည်ကျတဲ့နဲ့တကောင်အကောက်ခံရသည့်အပြင်ခွေးတအုပ်အဝိုင်းအကက်ခံရခဲ့ပြန်သည်ဤသို့ဖြင့်သွေးရဲတန်ရဲတန်ရာရနေသောသူကိုဆေးရုံသို့22ကြိမ်တနေ့တေးပြေးရှင်ပြေးပို့ခဲ့ရသည်နောက်ဆုံးအကြိမ်မှာနီရိုလို့အမည်ပေးထားသောအကောင်အကြီးဆုံးချင်သက်ကြီးကအသေးဝါဖို့စူးစမ်းခဲ့ရမှသူကခုခံတက်ဖြတ်လိုက်ရသလိုဈေးရုံတွင်2လခွဲတက်ကူရပြီးခြေတစ်ဖက်ဆုံးရှုံးလို့နေပါဖြစ်ခဲ့ရ၏ရှာမရှာသောဖိုးသက်ပြင်းကတော့ကလိုက်ဘီတီပါတဲ့ဟုတ်ကဲ့ကဘာပေါ်တွင်ကြားစရာအကောင်ဆုံးမရဏအန်ဒီကြီးတွေနဲ့ကစားပြခဲ့တဲ့ဆက်ကဝီစာကြီးပါသူတီတင်မင်းမှန်ဆွဲများကြကတခါမကနေ့စဉ်2ကြိမ်ကောင်းရှို့သွင်းပြီးတမလန်တိမ်ပြည်ကိုချောင်းကြည့်နေခဲ့သည်အသက်အမခံကမ္ပဏီများကသူ့ကိုကြမ်းကြုတ်ရင်ဆိုင်သောတာရဲတွေရဲ့အစာအချိန်မရွေးဖြစ်သွားနိုင်ကြောင်းနားလည်သည်ဒါကြောင့်လည်းသူ့အသက်နဲ့လောင်းကျစ်စားကျစ်လို့ရန်ညှင်းပယ်ခဲ့ကြ၏သူသည်ကမ္ဘာစက္ကတ်လောကတွင်အသက်အမခံစာချုပ်လောက်ခွင့်မရသောတဦးတည်းသောစက္ကတ်သမားဖြစ်ပါလေသည်ကျွန်တော်ကိုသူဖြောဖို့သည်တခါတလေချင်းသက်တွေကြားတွေကြားမှာအသက်ဆွက်မြည်ကစားနေရတဲ့အလုပ်ကနေအနှားယူလိုက်ဖို့ကြံမိပါတယ်တဲ့ဒါပေမဲ့စိတ်ယုံတယုံမှာတော့အချိန်ကိတ်အလုပ်သမားပဲဖြစ်ဖြစ်အလားတူအခြားအလုပ်မျိုးပဲဖြစ်ဖြစ်ဝင်လောက်လိုက်တာနဲ့သူတည်ရပါလိမ့်မယ်တဲ့တကယ်လို့တည်မယ်ဆိုရင်လည်းတင်မင်းကိုလဲစင်းအရှုံးပေးရတဲ့တိမ်မျိုးအထက်တင်မင်းကိုရင်ဆိုင်ခေါ်ပြီးတည်တဲ့ရဲရင်သူတို့ရဲ့တည်ချင်းမျိုးနဲ့သာတည်ချင်ပါတယ်တဲ့ဗျာခလိုက်ဘီတီတီရင်ခုန်တန်တွေတိုင်းဆူလျက်မျက်တောင်မခတ်ပင်သက်မရှူရဲအောင်ညှို့ထားနိုင်သောသူ့ဘဝ၏ထဝက်မကကိုအေယာမရွက်ဖြင်ယုံကြီးအောက်မှမြှုပ်နှံထားခဲ့၏အိုဟိုပြည်နယ်ချီလီကော့စ်ပြည်မြို့နယ်လေးမှာခလေးဘွားကလေးကစက်ကတ်ယူနေခဲ့သူဖြစ်ပါ၏ဘာနန်နဲ့ဘေလီစက်ကတ်အဖွဲ့ကြီးရောက်လာသောနေ့မှာ PDF ဖို့အပျော်ဆုံးနေ့ဖြစ်ခဲ့ပါသည်တိမ်မင်းဆိုင်ရှင်တဦးကစက်ကတ်ကြညာပိုစတာကြီးကိုပြင်းမောင်း၌ကပ်လိုက်၏ပိုစတာကြီးကရောင်စုံနှိပ်ထားသည်တရေကောင်းချင်းသက်ဆရာကမန်ဖီဟိုင်းဟောက်နေသောအာဖရိကချင်းသက်ကြီးများကိုကြားပွက်စွမ်းပြနေသည့်တပ်ပုံကြီးပင်ဖြစ်ပါ၏TV ကလေးကဆိုင်ထဲသို့ပြေးဝင်ကပေးမင်းဆိုင်ရှင်အားစက်ကတ်အဖွဲပြန်သွားလျင်သူ့ကိုပိုစတာကြီးပေးပါလို့တောင်းမိသည်ပေးမင်းဆိုင်ရှင်ကအေးငါ့ကိုတပတ်စာလောက်အားပေးမယ်ဆိုရင်မင်းကိုဒီပိုစတာကြီးပေးမယ်ဟုပြောသည် BT လေးကဝမ်းသာအားရကောင်းရိပ်မိ၏12နှစ်အရွယ်များရှိသေးသော BT လေးမှာရန်လို၍မန်ဖီဟန်းတဲ့သောကိုပိုင်အရင်ကောင်လေးတွေရှိသည်သို့မဟုတ်သူ့မှာရှိသည်ဟုယူဆသူ့တပည့်လေးခွေးငါးကောင်မှာထိုင်ဆိုထိုင်ပြေးဆိုပြေးလက်နှစ်ဖက်မြောက်ရှစ်ခိုးဆိုရှစ်ခိုးကျွန်းထိုးခိုင်းလို့လည်းရသည်နောက်ချင်နှစ်ချောင်းတည်းဖြစ်လန်းလျှောက်တဲ့အောင်တင်ထားသည်တိနောက်သူကစက်ကတ်ပိုစတာကြီးကိုအိမ်နောက်ဘက်မှာကပ်လျက်ကစားပေါ်ကလေးများအားတားရဲကိန်ဆရာကြီးလို့၍စက်ကတ်ပြတန်းကစားလေးရှိ၏နှစ်တိုင်းလိုပင်စက်ကတ်အဖွဲ့တွေသူတို့မြို့လေးကိုရောက်လာကြ၏ရောက်လာတိုင်းသူကလည်းအလုတ်သွားတောင်းနေကြဖြစ်၏သူကအသက်ငယ်လွန်းသဖြင့်အလုတ်မပေးကြထိုမှနောက်တနေ့အေယာမစက်ကတ်ရင်တန်းကြီးနဲ့စက်ကတ်အဖွဲ့ကြီးတစ်ဖွဲ့ရောက်လာပြန်သည်ကလိုက်ဘီတီကစက်ကတ်ဝင်အတွင်းကပြန်နေလို့မရှိတော့စက်ကတ်အဖွဲ့လဲပြန်သူလဲပြောက်
3 ရက်လုံးသူမိဘတွေကအသေးအတန်လိုက်ရှာကြသည်သူမိခင်ကြီးခမညပေါင်းများစွာငိုကြွေးပြီးမှလောင်အိမ်နေတန့်ရှင်းရေးလို့ရ၍စက္ကအဖွဲနောက်လိတ်သွားပြီးဖြေချောင်းစာလေးတစ်စောင်ရတော့၏ထိုအချိန်ကပီတီအသက်15နှစ်သာရှိသေး၍လောက်ခငွေမှာတစ်လမှတစ်ပေါင်သာရ၏ဒါပေမဲ့သူ့အတွက်ခိုးလုံခွင့်ရတဲ့အခွင့်အရေးကတန်ဖိုးမဖြစ်နိုင်ခဲ့တန်ဖိုးမဖြတ်နိုင်ခဲ့စနစ်အတွင်းမှာအိုဟိုင်းအိုပြည်နယ်ချီလီကော့စ်မှတော်သားချတက်ကလေးကစက္ကတ်ထဲမှာချင်းသစ်ဆရာကြီးများတဲ့တွင်နှစ်ယောက်မရှိအောင်အစွမ်းပြနိုင်သူအဖြစ်စံချိန်တင်တမိန်ဝင်ခဲ့ပါပြီသူပြကွက်တိုင်းမှာသူများမလုပ်ရဲတာကိုဝဝဆဆလုပ်ခဲ့၍တချို့ဆိုရင်မယူရဆန်လွန်းသဖြင့်ဘဝတူစက္ကတ်သမားများကိုယ်တိုင်ကဖျားတာနေရပါသည်တချို့ကလည်းသူလှုပ်ပြတာကိုကြည့်ပြီးဒီငနေတော့ယူနေပြီအသက်ကိုနည်းနည်းလေးမှတန်ဖိုးမထားတဲ့ကောင်စသဖြင့်အမနာပဝေဖန်ကြ၏သူကလည်းပြောလဲပြောစရာမန်ထနေသည့်ချင်းတဲ့နဲ့ကြားကောင်ရီ40ကိုလှောင်အင်ကြီးတစ်ခုတည်းတစ်ချိန်နဲ့တွင်းပြခဲ့ဘူးသည်ကြားပွက်တန်တရွှန်းဖြင့်ခိုင်းသမျှသူ့အမိန်ကိုနာခံစေခဲ့သည်အကောင်40တိတိရှိသောချင်းတဲ့နဲ့ကြားတွင်ဒေါသအမျက်ချောင်းချောင်းထွက်၍တကောင်နဲ့တကောင်ရွံထောင်နေကြပုံမှာကြည်ရသူတွေရင်တဖို့အသေးတရားရာကြောချမ်းကြက်သီးထားစရာချင်းတဲ့နဲ့ကြားဆိုတာကပ္ပယံမြင်လိုက်တာနဲ့ပြေးလိုက်ကြတာမျိုးဒါကိုတခုတည်းရောပြလိုက်တယ်ဆိုတော့စက္ကတ်အဖွဲ့ဝင်တွေကိုယ်တိုင်ရင်တမဖျားကုန်ခဲကြရပါပြီဒေါသမုန်တိုင်းထလျက်ဝုန်းတိုင်းကျဲနေကြသောအရင်မိတ်ဆာကောင်တွေကြားကခလိုက်ဘီတီအတွက်စိုးရိမ်အလွန်ရခြင်းလဲပါဝင်ခဲ့ပါသည်ဘီတီကိုယ်တိုင်ကတော့ခပ်ပျော်ခပ်ပြုံကလေးဖြင့်ထူးထူးဆန်းဆန်းစကားတခွန်းတောင်ပြောလိုက်ပါသေးရဲ့ချင်းသက်နဲ့ကြားတွေဟာအထိုင်းအခတ်ဆုံးအန်ရကောင်တွေမဟုတ်ပါဘူးဗျာတဲ့ပီတီတီချင်းသက်တွေကြားတွေတာမကကြက်သက်တွေဝဝတ်နေခွေးတွေပါမကြမ်းစင်ကြီးတွေအစုံတင်ကြားလေ့ကျင့်ပေးနိုင်ခဲ့ပါသည်သူ့အတွေ့အကြုံအရာတတဝါအလုံးအနက်ကြောက်စရာအကောင်ဆုံးအန်ဒီရဲ့ကောင်မှာဖိုလာဝဝတ်နေတာဖြစ်ပါတဲ့ထို့အပြင်သူ့အတွက်အခက်ခဲဆုံးပြကွက်ကတော့ကြားတကောင်ကိုစင်ကြီးကြောပေါ်တက်စီခိုင်းတာပဲဟုဆိုပါသည်ဒီလိုအဖြစ်ကောင်းခဲ့လို့ဘေးကြုံခဲ့ရပူပါသည်ဒီနေ့စင်ကြီးကိုအေယာမကြားလောင်ချိန်ကြီးထဲအတွင်းမတရီစရာကြားနိုင်ရလိုက်သောစင်ကြီးကသူ့ကိုအာခံ၍နင်းသက်ဖို့ကြိုးစားခြင်းပင်ဖြစ်၏သူအဆောင်ကောင်းလို့သာဇီဝိမကြေခဲ့ရခြင်းပါပဲတားရထိုင်းစရာများသည်အရင်ကောင်များဤမျက်လုံးတွေကိုစိတ်ကြည့်ခြင်းဖြင့်လိုတလိုခိုင်းစေနိုင်သည်ဆိုသောစကားကြားဖူးကြမည်ထင်ပါသည်ကလိုက်ပီတီကတော့အဲ့ဒီစကားဟာလုံးဝအတိတ်ပဲမရှိပါဘူးဗျာလို့ကျွန်တော်ကိုပြောဖူးပါသည်ချင်းသေးဆိုတဲ့တတဝါဟာသူတို့မျက်လုံးကိုစိတ်ကြည့်လာသူမှန်လျင်မဲဆက်ကြောင်လာလေးပဲဖြစ်စီနှစ်ချက်မဟိမ်မဲခုံအုပ်ပြလိုက်မှတေးချသည်ဆိုပဲသူချင်းသက်တွေကိုမပြတ်ကြည့်နေရတာမျိုးကတော့သူတို့ဘာလို့မလဲရှစ်ဆက်ဘာတွေကြံနေမလဲသိအောင်အလစ်မပေးပဲအကက်ခတ်နေရတဲ့သဘောပါလို့ဖွင့်ဟ၏ထို့အတူဘယ်ဆက်ကဆရာမျှချင်းသက်ပါဇက်ထဲကောင်းဒီအတိုင်းထိုးရှိုမပြရဲခြင်းမရှိပါဟုဆို၏သူ့အပြောကကျွန်တော်ခက်ရင်ဆက်ကဆရာတွေနဲ့တွေ့ဘူးပါတယ်ဒါပေမဲ့ချင်းသက်ပါဇက်ထဲတကယ်ကောင်းသွင်းရအောင်မိန်မဲတဲ့လူကတော့ရှာမရှာပဲအကြောင်းမှာချင်းသက်အာခန်ရင်းအနံ့ဆိုးတွေကပုတ်ဟောင်လွှန်းလာသဖြင့်၎င်းဘေးစီရန်ကအနေဖြင့်၎င်းသူတို့နဲ့ဘလောက်ပဲအကျွမ်းဝင်ပါစေတန်ငွေကာကောင်းဆောင်းခဲ့ကြသည်ဟုဆိုပါ၏နောက်ခေစားနေသည့်အပြောတရကလည်းစက္ကတ်ဆရာများသည့်ဒေါသထွက်နေသည့်ချင်းသစ်များကိုထိမ့်သိမ်းရ၌မိထွက်သည့်ကြားပွက်များတုံများကိုတုံးသည်ဟု၍ဖြစ်ပါ၏ဒါကိုလည်း TV ကလက်မခံပါချေဒါကိုလည်း PT ကလက်မခံပါချေ PT ကခမားကိုယ်တိုင်ကိုတေချောင်းကြံချင်နေဆိုရင်တော့ဖြင့်အဲ့ဒါလိုမိထွက်တဲ့ကြားပွက်တို့မိထုတ်တို့ကိန်းမီကြားတွေချင်းသစ်တွေလောင်ဟင်ထဲဝင်သွားပြီတော့ဟုပြောခဲ့၏PTE လက်ဆက်ကရိယာတွေကတော့အန်ဒီယမပေးနိုင်သောထမင်းစားခန်းသုံးကလထိုင်တစ်လုံးရိုးကြားပွက်တဲ့ချောင်းဗလာကြည်စံတွေထထားသော6လုံးပြူတလက်သားတကယ်လို့လက်နဲ့တစုံတရာနဲ့လိုတလိုစီခိုင်းနေနေဆိုရင်အဲ့ဒီလူကိုချင်းသစ်ကိုရင်ပါစေသူလို့ခေါ်နိုင်ပြီဖြစ်ကြောင်းသူကတော့ချင်းသစ်ကိုရင်အောင်လုပ်နိုင်သူမဟုတ်ပဲချင်းသစ်တင်နန်းစီရာဖြစ်ကြောင်းသူချင်းသစ်များသည်မလိုက်မှသလိုကြားတွေကိုလည်းသူကြားတွေရဲ့လို့ပပိတ်နိုင်မပြောတာကြောင်းအကြောင်းမို့သူတို့ဒေါသဖြစ်၍အရင်စိုက်ဝင်ပြီးဆိုရင်အာရှသို့မဟုတ်အာဖရိကတောနက်တွင်ကတာရတလိုက်ဆန်နဲ့မချရက်ဆက်ချမ်းကြုတ်ပြီးအနေရပေးဖို့အသင့်ရှိကြောင်းများထုတ်ဖော်အသိပေးပါ၏
ခလိုက် TV ကတော်ရင်တလိုက်ဆန်တွေကိုတကယ်တမ်းရင်ပါအောင်တင်ပေးဖို့မလွယ်ကြောင်းပြောပါသည်သူအထူးစူးစမ်းကြည့်သည်သို့သောမွေးရပါဗီဇတဘာဝကိုဘယ်လိုမျှပြုပြင်၍မရသလိုကျန်းကျုပ်ရင်စိန်ချင်းကိုသာခုံမင်းနှက်သက်စွာဖြင့်တစ်ချိန်ချိန်တွင်ဖောက်ပြန်ဇာတိပြလေးရှိကြောင်းလိုက်မအောင်တင်ထားပါသည်ဆိုသောတလိုက်ဆန်များသည်ပင်ပျက်စီးသွားသောကလေးငယ်များနှင့်တူကြောင်းသူတို့အလိုမကျ၍ဆန့်ကျင်ဘက်မပြုတ်မချင်းသာစိတ်ကောင်းဝင်ပြီးချစ်စရာကောင်းနေကြောင်းချစ်စရာကောင်းနေခြင်းဖြစ်ကြောင်းတနည်းအားဖြင့်အပေါ်ယံကြောနဲ့အတိုင်းအတာတစ်ခုထိသာလိုက်မှသည်ဟုဆိုရမည်ဖြစ်ကြောင်းကိုထောက်ပြခဲ့ပါသည်သူ့ကိုလူတိုင်းကစိတ်ဝင်နေစားပြီးမကြာခဏမိခွန်းထုတ်ဖူးကြပါသည်ချင်းသက်ဟာကြားကိုလက်တက်သမားကြားရောချင်းသက်ဟာကြားကိုရက်တက်သလားကြားရောချင်းသက်ကိုရက်တက်သလားတဲ့အယိုးသားဆုံးသူ့အဖြစ်ကတော့ဒါတော့မသိပါဟု၏သူတိတမျှတော့ချင်းသက်နဲ့ကြားအတူတူရောထားလျင်ချင်းသက်တွေကအုပ်စုလိုက်ရန်မူတတ်၍ကြားတွေကတော့တကောင်ချင်းတိတ်ခိတ်ရဲတာတွေ့ရပါသည်တဲ့ချင်းသက်တကောင်ကစပြီးတိတ်ခိတ်တော်မည်ဆိုပါကတခြားချင်းသက်တွေဝိုင်းပြီးကူညီကြကြောင်းအထူးသဖြင့်တသားတည်းပေါ့ညီကိုရင်းများဆိုသွေးပူစီကြောင်းလည်းပြောပြ၏ကြားတွေကတော့အမျိုးချေရကောင်းမှမသိကြားတကောင်ရှစ်မှာတက်ခံရသည့်တိုင်အောင်တခြားကြားကမမှုတဲ့အပြင်စောင်းကြောင်ထိုင်ပြီးတန်းတောင်တန်းနေလိုက်အောင်မြည်တဲ့ဂလိုက်ပီတီဤပျော်စရာမျိုးစရာအကောင်းဆုံးတင်ဆက်မှုကတော့ဝက်ဝံကြီးကိုတပတ်ကျွန်းထိုးခိုင်းခြင်းပင်ဖြစ်၏ကျွန်းထိုးခြင်းမှာကဘာပေါ်တွင်ဝက်ဝံများလုံးနိုင်သောတစ်ခုတည်းသောအစွမ်းပြကွက်ပင်ဖြစ်ပါသည်ဒီလိုကျွန်းထိုးတဲ့ကြောင်းကိုလည်း BT အမှတ်မတင်မမျှော်လင့်မဲ့တွေ့ရှိခဲ့ရတာပါဆို၏ဒီနေ့ BT လောင်ဟန်ထဲမှာဝင်နေစဉ်ဝက်ဝံကြီးကသူ့ကိုကုတ်ဖက်တက်ဖြတ်ရန်ပြေးကပ်လာ၏သွားကြီးအပြဲသားလက်သေးတွေထုတ်လို့ညဝန်းထဲမှာရန်လိုမုံတီးမှုတွေအပြည့်ဝက်ဝံကြီးရဲ့လှုပ်ရှားမှုကမြန်လိုက်ပါပြီမြန်တလောက်ကြောက်စရာကောင်း၍မရမနေအသေးတက်မြင့်ပုံမို့ BT လဲသူ့အသက်သူ့ကာကွယ်ဖို့လုံမိလိုက်သည်BT ဖြတ်ခနဲ့ခုံဆောင်ရင်းကဝက်ဝံကြီးဤနှံနှုတ်ကိုဖြတ်ရိုက်ထည့်လိုက်သည်တကယ်တော့ဝက်ဝံတကောင်ဤနှာခေါင်းကိုဒုံနဲ့ရိတ်တီတိမ်တိတ်နာမီမဟုတ်ပါတို့ဖြင့် BT ဤလက်သီးချက်ထိလိုက်သည်နဲ့အမျှတပြိုင်နက်ဝက်ဝံကြီးကဆွတ်ခနဲ့နောက်ကျွမ်းပြက်ခုံလိုက်ခြင်းဖြစ်ပြီးတော့ဤတီပင် BT အတွက်အကြံကောင်းရစေခဲ့ပါသည်ဝက်ဝံကြီးကျွမ်းပြက်အောင်နှာခေါင်းကိုကြောက်ဝက်ဖြင့်ခက်သက်သားလေးရိတ်ပေးလိုက်ခြင်းဖြင့်ပြားကွက်ဆန်းတစ်ခုတီထွင်နိုင်ခဲ့ပါလေသည်ခလိုက်ပီတီတောနက်ပိုင်းနဲ့ဂန္ဓယလွင်ပြင်နှစ်မျိုးတွင်ကျက်စားသည့်တလိုက်ဆိုင်ရင်များဤတဘောဝအနေအထားကိုတီဆိုရပါမည်တခြားတပားသူတွေတိတာထက်သူကပိုပြီးထဲဝင်နားလည်ခဲ့ပါသည်တခုတော့ရှိသည်သူ့အချက်ဆုံးတလိုက်ဆိုင်ကတော့ခွေးကလေးတွေပါတဲ့ဟုတ်ကဲ့ပါရှင်ဒီအထောက်ပတ်တစ်လေးကတော့ဒီမှာပဲပြီးပါပြီနားဆင်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ပါတယ်တတား